ကျွန်တော်တို့ဒီအပိုင်းမှာသမိုင်းတွေကအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့စစ်ကိုဘယ်လိုတိုက်သွားလဲဗျူဟာကိုဘယ်လိုသုံးပြီးတော့အင်အား4,900လောက်နဲ့အင်အား3သိန်းလောက်ကိုဘယ်လိုနိုင်တိုက်သွားလဲဆိုတဲ့ဟာတွေကိုတင်ပြသွားမှာဖြစ်ပါတယ်။ရှေ့က Alexander the Great Episode 1မှာ Alexander Army ရဲ့စုဖွဲ့ပုံသူတို့တပ်တွေရဲ့ဖွဲ့စည်းပုံအသုံးပြုတဲ့လက်နက်တွေအကြောင်းသူတို့ရဲ့တိုက်စွမ်းရည်သူတို့ရဲ့အားနည်းချက်အားသာချက်တွေအကြောင်းကိုကျွန်တော်ဆွေးနွေးခဲ့ကြတယ်။ဒီအပိုင်းမှာကျတော့ Alexander ရဲ့ Army ဟာ Persian Emperor ကိုတိုက်ခိုက်ဖို့အတွက် Greece ရဲ့အနီးဆုံး River of Canonicus Battle ကိုနိုင်ပြီးတဲ့နောက်မှာဘယ်လိုအောင်ပွဲတွေကိုဆက်လက်ယူခဲ့တယ်လဲဘယ်လိုစနစ်တကျအနိုင်ရအောင်တိုက်ခိုက်ခဲ့တယ်လဲဆိုတာကိုတင်ပြသွားမှာဖြစ်ပါတယ်ပြောရရင် Persian Emperor ဆိုတာလည်းနည်းနည်းရမဟုတ်ဘူးပေါ့နော်အဲ့ဒီအချိန်မှာတော့ကမ္ဘာပေါ်မှာအကြီးဆုံး Emperor လို့ပြောလို့ရတယ်ဒီအနောက်ဘက်မှာဆိုရင် Greek Egypt အထိပိုင်ဆိုင်ထားပြီးတော့အရှေ့ဘက်မှာ India Central Asia အထိပိုင်ဆိုင်ထားတာဖြစ်တယ်ပြောရရင်ကမ္ဘာကြီးရဲ့ကုန်းမြေ area ရဲ့43%လောက်ကိုပိုင်ဆိုင်ထားတာဖြစ်တယ် Persian Emperor တခုလုံးကဆိုတော့အဲ့ဒီလိုမျိုးပိုင်ဆိုင်ထားလို့သူတို့အနေနဲ့ကနေရအနှံ့ကနေပြီးတော့စစ်သားတွေစုဆောင်လို့လွယ်ကူတယ်အဲ့လိုလွယ်ကူတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဒီချင်းနေစစ်တပ်မှာအင်အား1000လောက်ပါတဲ့စစ်တပ်တခုအများအားစစ်တပ်ပေါ့အဲ့ဒါကို immortal တက်လို့လည်းခေါ်တယ်ဘာဖြစ်လို့ immortal တက်လို့ခေါ်လဲဆိုတော့သူတို့ကဒီစစ်တပ်ကတယောက်သေးသွားတယ်ဆိုရင်တယောက်ကိုချက်ချင်းပြန်အစားထိုးတယ်ဒူ1000အောက်ကိုဘယ်တော့မှမလျော့သွားဘူးပေါ့သူကတော့ပါရှန်ရဲ့ခြေလင်းစစ်တပ်ဒိုင်းနေလန်နေဓားတွေကင်တယ်နောက်ပြီးတော့မြင်းတက်နာမည်ကျော်မြင်းတက်လည်းရှိတယ်သူ့ရဲ့အထင်ရှားဆုံးတက်ကတော့ယထာတက်ပေါ့ chariot တက်ကျွန်တော်တို့စစ်မြင်းယထာတွေသုံးတဲ့တက်ပြီးတော့ထုံးစံတိုင်းအာချာတွေ skirmisher တွေရှိတယ်အဝေးပစ်လက်နက်တွေကင်တဲ့တက်ပေါ့ဆိုတော့သူ့ရဲ့အင်အားက total စုစုပေါင်းအင်အား2သိန်းကနေပြီးတော့6သိန်းလောက်ထိရှိတယ်ဆိုပြီးတော့အထောက်အထားတွေကပြောတယ်ပေါ့ဒါပေမဲ့တော်တော်များများကတော့အင်အား3သိန်းဝန်းကျင်လောက်ဆိုပြီးတော့မှတ်တမ်းနေတာတွေ့ရတယ်ဆိုတော့အားသာချက်အနေနဲ့ကအနေမြေကျယ်လို့ Emperor ကြီးအကြီးဖြစ်တဲ့ကြောင့်မလို့စစ်သားစုဆောင်ရလွယ်တယ်ကျွန်တော်ဒီဘက်ခေတ်မှာဆိုရင်လည်းကိုပိုင်တဲ့territory အရာစစ်သားတွေစုဆောင်တာရှိတယ်ပေါ့ဆိုတော့အဲ့လိုမျိုးအတွက်ကြောင့်မလို့သူတို့စစ်သားကလည်းပို့ပြီးတော့များတယ် Alexander စစ်တပ်ရဲ့အင်အားပိုများတယ်ပြီးတော့သူတို့မှာဒီ road system ကောင်းလည်းရှိတယ်ရှေ့တရားပြီးတော့တဖြောင်တည်းဖြစ်တဲ့ဆက်သွယ်ရေးလမ်းပေါ့နော်လမ်းကြောင်းဆိုအဲ့လမ်းကြောင်းကနေပြီးတော့သူတို့သတင်းပို့လို့ရတယ်တပြောင်းတက်ရွှေ့တွေလောက်ရတာလွယ်ကူပြန်ဆန်စေတယ်ပေါ့ဒါအပြင်သူက data လိုက်အုပ်ချုပ်တဲ့စနစ်တွေလည်းဖန်တီးထားတယ်အဲ့စနစ်တွေကနေပြီးတော့လက်နက်ထုတ်ပေးတဲ့စက်ရုံတွေလည်းရှိတယ်ကျွန်တော်တို့ဒီဘက်မှာဆိုရင်မြန်မာနိုင်ငံအနေနဲ့ဆိုရင်စစ်တပ်ကနေပြီးတော့data လိုက်အုပ်ချုပ်မှုအဖွဲ့အစည်းတွေထားတယ်ပြီးရင်ဒီလက်နက်ထုတ်တဲ့စက်ရုံတွေတိစောက်ထားတယ်ပေါ့ဆိုတော့အဲ့လိုမျိုးပဲဒီသူတို့ရဲ့ view ဟာတွေစစ်သားအင်အားတိစောက်တဲ့ပုံစံတွေစစ်သားစုဆောင်တဲ့ပုံစံတွေနောက်ပြီးတော့ပံ့ပိုးတဲ့ပုံစံတွေကပြောင်းလဲလာတာရှိပေမဲ့ရှေးခေတ်ကနေပြီးတော့ဒီဘက်ခေတ်တီကအခြေခံမှုကတော့ဒီပုံစံတိုင်းသွားခဲ့ကြတာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာဒါတွေကအားသာချက်တွေဖြစ်ပေမဲ့အားနည်းချက်တွေလည်းရှိတယ်ဒီအားရှိတဲ့အားနည်းချက်တွေကြောင့်မလို့လဲ Alexander စစ်တပ်ကအင်အား4000ကျော်လောက်နဲ့အင်အား3သိန်းလောက်ရှိတဲ့ဒီစစ်တပ်ကြီးဒီကမ္ဘာပေါ်မှာအကြီးဆုံးဆိုတဲ့ Emperor ကြီးကိုအလဲထိုးနိုင်ခဲ့တာဖြစ်တယ်အလဲထိုးနိုင်ခဲ့တဲ့အချိန်ကလည်းသိကြရင်မဟုတ်ဘူး3နှစ်အတွင်းမှာအလဲထိုးနိုင်ခဲ့တာဖြစ်တယ်ဆိုတော့အဲ့အားနည်းချက်ကဘာတွေလဲပြောရရင်တို့ကနေရာစုံကလာတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အုပ်ချုပ်ရခက်ခဲတယ်ဒါကြောင့်မလို့ဒီဘက်ကစစ်တပ်တွေကိုကြည့်လိုက်မယ်ဆိုရင်တို့ကအကြောက်တရားနဲ့အုပ်ချုပ်တာကိုတွေ့ရတယ်အနေနဲ့အများကျွန်တော်တို့ US Army လို့ဆိုရင်တော့မှတို့မှာဒီတသေးတန်တမိန်ဆိုတဲ့ဟာမျိုး change of command ကိုအဓိကထားပြီးတော့အုပ်ချုပ်တယ်ကျွန်တော်တို့မြန်မာစစ်တပ်ရဲ့ဖွဲ့စည်းပုံကလည်းဘယ်လိုဖွဲ့စည်းလဲဆိုတာတော်တော်များများသိထားပြီးသားဖြစ်ပါတယ်ဆိုတော့အကြောက်တရားကိုအဓိကထည့်ပြီးတော့အုပ်ချုပ်တာပေါ့နောက်ထပ်အားနည်းချက်တစ်ခုကကြတော့ဒီ Persian စစ်တပ်ရဲ့ခေါင်းဆောင်ပိုင်းပေါ့သူတို့ခေါင်းဆောင်ပိုင်းက view ဟာပိုင်းမှာ Alexander စစ်တပ်နဲ့ရှင်အားနေတယ်ပြီးတော့ခေါင်းဆောင်ဖြစ်တဲ့ Alexander ကိုယ်တိုင်ကစစ်ရွေးတွေ့ကြုံရှိတယ်တိုက်စွမ်းရည်မြင့်မားတယ်တစ်ဖက်ကဒီ Persian စစ်တပ်နဲ့ရှင်လိုက်ရင်အင်အားကြီးပေမဲ့သူတို့မှာ number ရှိတယ်ဒါပေမဲ့သူတို့မှာ quality မရှိဘူးသူတို့ကအင်အားကြီးပေမဲ့သူတို့ရဲ့ခေါင်းဆောင်ကိုယ်တိုင်ကစစ်ရေးတွေ့ကြုံမှာ Alexander လောက်မကြွယ်ပါဘူးတကယ်တိုက်ပြီးဟေ့ဆိုရင်တိုက်ခိုက်ဆိုင်ရင်မှာထဲဝင်မတိုက်နေရဲဘူးပေါ့ဆိုတော့ခေါင်းဆောင်ကရှေ့တန်းမှာမပါဝင်ရဲဘူးဆိုတော့အချက်လက်မျိုးတွေကလည်းတိုက်ပွဲမှာအဓိကကျတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်မလို့လဲ Alexander Army က Persian Army နဲ့ရှင်လိုက်ရင်တိုက်ပွဲတွေမှာအသာရခဲ့တာဖြစ်တယ်နောက်ဆုံးတစ်ချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီ
တိုက်ပွဲဖော်ဆောင်တဲ့နေရာကိုရွေးချယ်မှုပေါ့ဆိုတော့ရှေ့မှာပြောခဲ့သလိုပါရှန်အာမီကအင်အား9ဆလောက်များတယ်အလက်ဇန်ဒါထက်ပြီးတော့သူတို့မှာယထာလုံးတက်တွေလည်းရှိတယ်ယထာတက်တွေပေါ့ဒီ chariot တွေကျွန်တော်တို့တချို့ဇလန်တွေနဲ့မှာဆိုရင်ရောမဇလန်တွေနဲ့မှာဆိုမြင်ဘူးပါလိမ့်မယ်ယထာလုံးမှာဘေးနားမှာဓားတွေပါတက်ထားပြီးတော့ဘေးနေမှာဓားတွေပါတက်ထားပြီးတော့ဒီရန်သူတက်ထဲကိုပြေးဝင်ပြီးတော့တိုက်ခိုက်တဲ့ဟာမျိုးပေါ့ဆိုတော့အဲ့ယထာတွေကစစ်မြင်းယထာတွေကတဖြောင်နဲ့ရှိတဲ့လမ်းမြင့်မြင့်ကျယ်တွေမှာဆိုရင်အရန်အသုံးဝင်တဲ့တက်တွေဖြစ်တယ်ဆိုတော့အလက်ဇန်ဒါအနေနဲ့အဲ့ဒါအာသာချက်ကိုရန်သူရဲ့အာသာချက်ကိုအားနေချက်ဖြစ်အောင်သူကနေမြေကိုတိုက်ခိုက်တဲ့နေရာမှာရွေးချယ်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်ဒါကြောင့်မလို့ဒီစစ်ဗျူဟာကိုဖော်ဆောင်တဲ့အချိန်မှာတကယ်တိုက်ပွဲဖော်ဆောင်တဲ့အချိန်မှာဒီစစ်ကောင်းဆောင်ရဲ့တိုက်ပွဲကိုဘယ်အချိန်တိုက်မလဲဘယ်နေရာမှာတိုက်မလဲဆိုတဲ့ရွေးချယ်မှုဟာအဆုံးဖြတ်ပေးသွားနိုင်တာဖြစ်တယ်ပြန်ဆက်ရရင်အလက်ဇန်ဒါရဲ့အာမီက River of Granicus မှာစနိုင်ရပြီးတော့ပါရှန်နေမြေတွေကိုစပြီးချီချလာနိုင်ခဲ့တယ်အဲ့လိုချီချပြီးချင်းမှာပဲသူကသူ့ရဲ့တက်ကိုနှစ်ဖွဲ့ခွဲလိုက်တယ်သူအားကိုးရတဲ့ General Parmenian ခေါင်းဆောင်တဲ့တက်ကိုမြောက်ဘက်ကိုချီတက်စေပြီးတော့အဲ့ဘက်မှာလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့မြို့တွေအတွင်ပိုင်းတီကိုသိမ်းပိုက်စေခဲ့တယ်သူကိုယ်တိုင်ကတော့အရှိတ်ဘက်ကယူလန်တစ်လျှောက်ကိုတောက်လျှောက်ချီတက်သွားတယ်ချီတက်သွားတဲ့လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့မြို့30လောက်ကိုသိမ်းခဲ့တယ်အဲ့လိုသိမ်းခဲ့တဲ့ကာလကအချိန်1နှစ်လောက်ပဲကြာခဲ့တယ်အဲ့1နှစ်လောက်တည်းမှာလက်လက်ချတဲ့မြို့ကလက်လက်ချတယ်တိုက်ပြီးတော့သိမ်းတဲ့မြို့တွေကတိုက်ပြီးတော့သိမ်းခဲ့တယ်ပေါ့ဒီနေရာမှာတခုတွေ့ရတာကစစ်ပွဲတွေကဘယ်လောက်တောင်ရက်ဆက်ကြမ်းကြုတ်လဲဆိုတော့တချို့မိသားစုအကြီးတွေပေါ့နော်အဲ့ဘာရှန်နယ်မြေဘက်ကမိသားစုအကြီးတွေကဒီမက်ဆီဒိုးနီးယားစစ်တပ်ရောက်လာတဲ့အချိန်မှာသူတို့လက်အောက်ကိုမရောက်ချင်တော့ကိုအဆုံးစီရင်သွားတဲ့ဟာမျိုးတွေလည်းရှိတယ်ဆိုတာတွေ့ရတယ်ဆိုတော့အညိုးကြီးကြတဲ့ဒီသိမ့်ပိုက်ပြီးသွားတဲ့အချိန်မှာရက်ဆက်လောက်တာတွေလည်းရှိတယ်လို့ယူဆရတယ်ဆိုတော့ပြန်ဆက်ရရင်အလက်ဇန်ဒါကမြို့သိမ်းတဲ့ခါမှာသူကနီးပြူအောင်စနစ်တကျသုံးတယ်အချိန်ဆွဲတာမျိုးမလုပ်ဘူးအချိန်ဆွဲတာမျိုးမလုပ်ဘူးဆိုမှစစ်သားချင်းသူ့ရဲ့ရည်ရွယ်ချက်ကတော့diplomacy ဘက်ကိုအရင်သွားတယ်ပေါ့လက်နက်ချဖို့ပြောတယ်ဒီဘက်ခင်မှာလည်းဒီ view ဟာကိုတုံးကြတာတွေ့တယ်ဒီလက်နက်ချဖို့ပြောကြတယ်ပေါ့နော်လက်နက်ချအញ្ញံခံဖို့ပြောတယ်တကယ်ရန်ဒီနီးရလဲထိရောက်တယ်ဆိုတာတွေ့ရတယ်ကိုဘက်ကလည်းအထိကိုင်းနေတယ်ရန်သူကိုလည်းရန်သူဘက်ကအင်အားရလဲကိုဘက်အင်အားဖြစ်စေတယ်ပေါ့ဆိုတော့အဲ့နီးကိုသူအချိန်တစ်ခုပေးတယ်အချိန်တစ်ခုပေးတော့မှလက်မခံဘူးဆိုရင်သူက siege attack လို့ခေါ်တဲ့ဒီမြို့ကိုသိမ်းတဲ့တိုက်ခိုက်မှုမျိုးပေါ့မြို့ကိုချင်းကတ်တယ်ဒီတာဝါတွေထောင်တယ်တာဝါတွေအမြင့်ကြီးရနေပြီးတော့ဒီမြို့ရိုးကိုမြို့ရိုးကိုတိုက်ခိုက်တယ်ပေါ့အဲ့မြို့ကိုသူရပြီဆိုရင်အုပ်ချုပ်တဲ့သူအသက်ခံတယ်သူရဲ့စစ်တပ်ကိုမြို့ထဲမှာအာဏာတည်ဆောက်ဖို့အတွက်ကိုထည့်သွင်းတယ်ပြီးရင်ဥပဒေသတ်မှတ်တယ်အဲ့ဥပဒေတိုင်းအုပ်ချုပ်စေတယ်ပေါ့ဆိုတော့ခြုံပြီးပြောရရင်သူက diplomacy speak နဲ့ psychological warfare တွေကိုဆိုတဲ့ view ဟာတွေကိုအသုံးချသွားတာတွေ့ရတယ်ဒီလိုအသုံးချတဲ့အခါမှာသူက diplomacy ဆိုရင်သုံးတယ်ဆိုပေမဲ့အချိန်ကြာကြီးစောင့်နေတာမျိုးမရှိဘူးလုံလောက်တဲ့အချိန်တစ်ခုပဲပေးထားတယ်စဉ်းစားဖို့အတွက်လုံလောက်တဲ့အချိန်တစ်ခုပဲပေးထားတယ်ရန်သူဘက်ကစစ်ကူလာမဲ့ဟာတွေကိုမှတ်ပြောကြိုတင်တွက်ဆထားတယ်အဲ့ဒါတွေမရောက်လာခင်မှာသူကဒီသိရမယ်မျိုးကိုစနစ်တကျသိမ့်ပိုက်ခဲ့တာတွေ့ရတယ်ဆိုတော့ဇလန်ကိုပြန်ဆက်ရရင်သူကအဲ့အရှိကယ်ရီနာချောင်းမျိုးတွေကိုသိမ်းခဲ့တယ်သိမ်းခဲ့ရင်လည်းသူမျိုးတစ်မျိုးရောက်တယ်ပေါ့အဲ့မျိုးမှာသူကဒီဒန်နာကြီးအရာကျိုးထုံးတစ်ခုရှိတယ်အဲ့ကျိုးထုံးကိုဖြီးနိုင်တဲ့သူကအေရှားတစ်ခုလုံးသိန်းပိုင်နိုင်တဲ့သူဖြစ်မယ်ဆိုပြီးတော့နမိတ်ဖတ်ထားတယ်ပေါ့ဆိုတော့အဲ့ဂျိုတုံးကိုသူကဘယ်လိုဖြီးခဲ့လဲဆိုတော့သူကဓာတ်နဲ့ခုတ်ချလိုက်တယ်တစ်ချက်တည်းဆိုတော့အဲ့ညီလန်နဲ့သူကဒီအေရှားကိုသိန်းပိုင်ဆုံးမမဲ့သူဆိုတာအမျိုးသက်သေပြခဲ့တယ်ညီလန်တစ်ခုပေါ့နော်ဆိုတော့ပြောရရင်တော့ motivation လုပ်တဲ့ဟာမျိုးလည်းပြောလို့ရတယ်အဲ့လိုနဲ့သူဆက်ပြီးချီတက်လာရင်လည်းဒီပါရှန်ဘက်ကလည်းပါရှန်ဘရင် Darius 3ကအလက်ဇန်ဒါကိုထိတ်တိုက်ရင်ဆိုင်ဖို့အတွက်သူကအင်အားတွေပြင်ဆင်နေတာနေပြီးတော့သူတနေရာမှာမက်ဆပိုတေးနီးယားရဲ့လွန်မြင့်ကျဲတစ်ခုပေါ့နော်ဆိုတော့အဲ့သူစစ်တိုက်မယ်လို့စဉ်းစားထားတဲ့နေရာကအလက်ဇန်ဒါရဲ့ဟိုထိတ်တိုက်ရင်ဆိုင်မယ်လို့ပြင်ဆင်ထားတဲ့နေရာကလွန်မြင့်ကျဲနေရာပေါ့ဒါပေမဲ့အလက်ဇန်ဒါကသူ့ရဲ့တက်ကိုပါရှန်စစ်တပ်မသိအောင်သူကညဘက်မှာရွှေ့နိုင်ခဲ့ပြီးတော့တစ်ဖက်ကနေပြီးတော့နောက်နေရာတစ်ခုမှာစစ်ရေးရင်ဆိုင်ဖို့အတွက်ကိုပြင်ဆင်နိုင်ခဲ့တယ်အဲ့နေရာကဘယ်ဘက်ချက်မှာတောင်တန်းနေရှိပြီးတော့ညဘက်ချက်မှာပင်လယ်ပဲရှိတယ်ပေါ့ဆိုတော့အပြေပြင်ကျဲရ
6 kilometer လောက်ပဲရှိတယ်ဆိုတော့အဲ့နေရာဆိုရင်ဒီတက်တွေရဲ့အင်အားတွေအရင်ကျဲတဲ့အနေထားမဟုတ်ဘူးပြောရရင်အလက်ဇန်နာအတွက်ရင်ဆိုင်လို့ကောင်းတဲ့မြေပြင်အနေထားကိုဖန်တီးပြီးသားဖြစ်သွားတယ်ပေါ့အဲ့လို view ဟာဘိုင်းမှာအားသာချက်ရသွားတဲ့အပြင်ဒီနီးစနစ်ပိုင်းကိုပုံဖော်တဲ့အချိန်မှာလည်းအလက်ဇန်နာကဒီသူ့ရဲ့မြင့်တက်ကိုသူကိုယ်တိုင်ဥဆောင်ပြီးတော့ပါရှန်စစ်တပ်ရဲ့ဘယ်အချက်မှရှိတဲ့မြင့်တက်ကိုသူကအရင်ရင်ဆိုင်ခဲ့တယ်အဲ့လိုရင်ဆိုင်ကြအပြင်အဲ့မြင့်တက်ကသူ့နောက်ကိုပါလာတာပေါ့နော်တကယ်တမ်းပြောရင်စစ်မြူတဲ့သဘောပေါ့ဆိုတော့အဲ့ပုံစံနဲ့ဒီပါရှန်စစ်တပ်ရဲ့မြင့်တက်ကသူ့နောက်ကိုပါလာတယ်ပါလာတဲ့အချိန်မှာသူအဲ့မှာ opening တစ်ခုဖြစ်သွားတယ်ပေါ့အလဲကောင်မှာအဲ့အလဲကောင်မှာဖြစ်သွားတဲ့ opening ကိုသူကအခွင့်အရေးကိုအသုံးချပြီးတော့သူ့ရဲ့ဒီ phalanx တက်ဒီ6 မီတာလောက်ရှိတဲ့ spear တွေကိုင်းတဲ့အင်အားကောင်းတဲ့သူ့ရဲ့အားထားဆုံးခြေနဲ့စစ်တပ်ပေါ့အဲ့စစ်တပ်ကပါရှန်ဘရင်ရှိတဲ့အလဲပိုင်းကိုသူကတိုးသွားတယ်တိုးသွားပြီးတော့အမှပါရှန်စစ်တပ်ကစင်ကကြားဖြစ်သွားတဲ့အချိန်မှာသူကသူ့ရဲ့မြင်းအုပ်စုကိုမြင်းတက်အုပ်စုကိုပြန်လဲစုဖွဲ့ပြီးတော့ဒီ Darius 3ရှိကိုသူကဓာတ်ရိုက်ထိုးဖောက်ပြီးတော့တိုက်ခိုက်ဖို့ကြိုးစားခဲ့တာပေါ့ဆိုတော့ပြောရရင်သူက battle ကိုအကြာကြီးထိန်းထားတဲ့ဟာမျိုးမဟုတ်ဘူးသူ့ရဲ့ technique နဲ့သူ့ရဲ့တိုက်စွမ်းရည်ကိုအသုံးပြီးတော့ဘရင်ကိုအရင်မြန်ရှင်းတဲ့နီးလန်ကိုသူသုံးခဲ့တာပေါ့နော်ဆိုတော့အဲ့မှာပါရှန်ဘရင်ကသွေးပြက်ပြီးတော့ထွက်ပြေးသွားတယ်ထွက်ပြေးသွားတဲ့အကြောင်းမလို့ဒီတိုက်ပွဲမှာသူနိုင်ရသွားတယ်ပေါ့ဆိုတော့ဒီက Battle of Isis ဆိုပြီးတော့လူသိများတယ်ကျွန်တော်တို့ internet မှာရှာကြိုက်ကြည့်လိုက်ရင်လည်းရှာတွေ့ရလွယ်ပါတယ်ဆိုတော့ဒီတိုက်ပွဲပြီးမှာ Darius ကလွတ်သွားပေမဲ့သူ့ရဲ့မိသားစုမိန်းမတို့သားသမီးတွေတို့ကအလက်ဇန်နာရဲ့အဖန်ထိချုပ်မှုခံလိုက်ရတယ်အဖန်ခံလိုက်ရတယ်ဆိုတော့အဲ့ရနေစပြီးတော့ဒီအေရှားတစ်ခုလုံး Persian Empire တွေကတဖြည်းဖြည်းနဲ့အလက်ဇန်နာရဲ့ထိချုပ်မှုအောက်ကိုရောက်သွားတယ်အဲ့ဒီနောက်ပိုင်းမှာ Persian Empire တစ်ခုလုံးကတဖြည်းဖြည်းနဲ့အလက်ဇန်နာအောက်ကိုရောက်သွားတယ်ဆိုတော့ကျွန်တော်တို့ History of War and City Channel ကိုlive လုပ်ရသေးရင် like and subscribe လုပ်ပေးကြပါကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်နှလုံးအေးချမ်းကြပါစေ